ကိုကျော်ကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တဲ့လူငယ်တစ်ယောက်ပါတစ်နေ့မှာအလုပ်တွေအများများနေတာနဲ့ရုံးမှာညစ်နေတဲ့အထိအလုပ်လုပ်လိုက်ရပါတယ်။ည10နာရီထိုးခါနီးမှာအလုပ်ပြီးလို့ရုံးခန်းထဲကထွက်လာခဲ့တယ်။သူ့ရုံးခန်းကငါးလွှာမှာရှိပြီးဓာတ်လေကားနဲ့ဆင်းဖို့စောင့်နေတော့ဓာတ်လေကားတကားပွင့်သွားပါတယ်။ဓာတ်လေကားထဲမှာတော့ကောင်မလေးတစ်ယောက်ခေါင်းငုံပြီးရက်နေတဲ့ကိုကျော်လည်းဘာမှမစင်စားပဲအထဲကိုဝင်လိုက်တာပေါ့။ဓာတ်လေကားကအောက်ကိုဆင်းနေရင်လွှာအရောက်မှာရုတ်တရက်ရက်သွားပြီးတကားပွင့်သွားပါတယ်အပြင်မှာတော့လူတစ်ယောက်ကဓာတ်လေကားထဲကိုဝင်ဖို့ပြင်နေတယ်ဒါပေမဲ့အဲ့ဒီလူကကိုကျော်ကိုမြင်တာနဲ့မျက်လုံးပြူးသွားပြီးတကားမပိတ်ခင်မှာပဲနောက်ကိုအလန့်တကြားဆုတ်ပြေးသွားပါလေရောကိုကျော်ကကြောင်သွားပြီးဒီလူဘာဖြစ်တာပါလဲလို့ရေရွတ်လိုက်မိတယ်အဲ့ဒီအချိန်မှာဘေးနားကခေါင်းငုံနေတဲ့ကောင်မလေးကအတန်တိုးတိုးလေးနဲ့မေးလိုက်တယ်အကိုအဲ့ဒီလူကဘာလို့ကြောက်ပြီးပြေးသွားတာလဲဟင်ကိုကျော်ကမသိဘူးလေညီမရဲ့အကိုကိုတခုခုခြောက်နေတယ်ထင်လို့နေမှာပေါ့လို့ရေကျဲကျဲနဲ့ပြန်ဖြေလိုက်တယ်အဲ့ဒီအခါကောင်မလေးကဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လာပြီးဖြူဖြောနေတဲ့မျက်နှာကြီးနဲ့ပြုံးလိုက်ရင်ပြောလိုက်တာကအကိုကိုခြောက်တာမဟုတ်တော့ဘူးညီမရဲ့ဒီလိုတွဲလောင်းကြနေတဲ့ဦးတွေကိုမြင်သွားလို့နေမှာကိုကျော်ငုံကြည့်လိုက်တဲ့အခါကောင်မလေးရဲ့ဝမ်ဘိုက်ကပွင့်ထွက်နေပြီးသွေးတွေနဲ့အတူဦးတွေကကျမ်းပြင်ပေါ်မှာပုံကျနေတာကိုတွေးလိုက်ရပါတော့တယ်ဓာတ်လေကားရဲ့မီးရောင်ကလည်းတစ်ဖြက်ဖြက်နဲ့မိတ်တုံဖြစ်လာပြီး